အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်က DT application download လေးနဲ့ Sony လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ် Android version 30 ဖုန်းတွေ30အောက်ဖုန်းတွေ30ကနေ30အောက်ဖုန်းတွေအထိတော့ဆော်လို့ရတယ်ဗျအဲ့ဒါတည်းမြင်တော့ဆော်လို့မရတော့ပါဘူးเนาะ Chrome browser တစ်ဖြစ်ဖြစ် browser တစ်ခုခုတည်းဖြစ်ဝင်ပြီးသွားရင် search bar မှာ search bar ကိုနှိပ်လိုက်ပါ search bar နှိပ်ပြီးသွားရင်ဒီမှာ DT APK ဆိုပြီးတော့ချပြီးတော့ရိုက်ပြီးတော့ရှာပေးပါပြီးရင် setting မှာတင်ပါမယ်နော်ဒီမှာမတောင်းပါဘူးအောက်ဆုံးဒီအောင်ဆိုတင်ပြီးဒီမှာ more set ဆိုရဲဟာကိုတစ်ချက်နှိပ်ပေးပါချက်နှိပ်ပေးပါမယ်ပြီးရင် set တင်လိုက်ပါမယ်ဒီမှာမတောင်းသေးပါဘူးဒီမှာတောင်းပါမယ်နော် apk patient ဆို .org ထဲမှာတဲ့ပဲတောင်းပါမယ်နော်ကောင်းတစ်ချက်နှိပ်ပေးပါဒီဆိုတင်ပါမယ်အမှမတောင်းပါဘူးဒီအောက်မှာတောင်းပါမယ်ဒီကောင်တော့ YoYo original application ဒီကောင်ကတော့ happy da ပေါ့နော် happy da application ပေါ့price size ကတော့အတူတူပါပဲကြိုက်တာနဲ့တောင်းလို့ရပါတယ်ကျွန်တော်ကတော့ဘာတောင်းရင်ကောင်းမလဲကျွန်တော်ကတော့ mode ကိုတောင်းကြည့်မယ်ခဏစောင့်ပေးပါနော်4 3နေ့ okay version commando apk telegram ကိုလည်းပဲတောင်းအောင်နော်အဲ့တော့95ဒီကောင်နှိပ်ပါမယ်နော်ထဲဆုံးကောင်နှိပ်လိုက်ရင် okay တော့ download anyway ဆိုတော့နှိပ်လိုက်ပါပြီးတော့တစ်ချက်တော့ကြည့်လိုက်မယ် file size ဘယ်လောက်ရှိလဲဟုတ်ကဲ့ပါဒီမှာ280နဲ့ရှိပါတယ်နော်ဟုတ်ကဲ့ကျွန်တော် download လေးကိုခဏရပ်လိုက်ပါမယ်ကျွန်တော် YouTube decoration အောက်မှာ link ချပေးထားပါမယ်နော်ကျွန်တော် install တင်လိုက်ပါဦးမယ်တကယ်လို့မသိတာလေးတွေရှိရင်လည်း comment မှာဝင်ပြီးသွားဖို့တောင်းဆိုချင်ပါတယ်နော်ဘာအော်မှာဖြည့်စီရမလို့ဘူးဘာ zip file မှာထည့်စီရမလို့ပါဘူးနော်တန်တောင်းတန်းစောရုံပါပဲနော် open ကိုနှိပ်လိုက်ပါမယ်continue ကိုဆက်နှိပ်ပါမယ်နော်